ကျွန်တော်သာထိုင်းနိုင်ငံကိုရွှေ့ပြောင်းလာရပြီးတော့ဘဝကိုတစ်ကနေပြန်ဆရရမယ်ဆိုလို့ရှိရင်ကျွန်တော်ဘာတွေလုပ်မလဲဒီနေ့မှာတော့အဲ့ဒီကောင်းစဉ်လေးအကြောင်းကျွန်တော်ပြောပြပေးမယ်ဒီဗီဒီယိုလေးထဲမှာထိုင်းနိုင်ငံကိုရွှေ့ပြောင်းလာပြီးတော့ဘဝကိုပြန်ဆရတဲ့သူတွေဒါအဲ့ဒီလူတွေအတွက်အဓိက target ထားပြီးတော့ကျွန်တော်ပြောပြသွားပေးမယ်ပေါ့နော်ဒါလူတိုင်းကတော့ဒီစီးပွားရေးတစ်ခုအရင်တည်ပြီးတော့ဒီဘက်ကိုရောက်လာကြတာမဟုတ်ဘူးဒီငွေအထုတ်လိုက်ကင်ပြီးတော့ရောက်လာကြတဲ့သူတွေမဟုတ်ဘူးအဲ့တော့လူအများစုကတော့ဒီဘဝကိုဒီမှာတစ်ကနေပြန်ဆရတာများတယ်ပေါ့နော်ကျွန်တော်ဒါအဲ့လိုဘဝကိုတစ်ကနေဒီမှာတစ်ကနေပြန်ဆရမယ်ဆိုရင်ကျွန်တော်ဘာတွေလုပ်မလဲဆိုတဲ့အကြောင်းကိုပြောပြပေးမယ်ပေါ့နော်ပထမဦးဆုံးကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟာဒီ stable income တစ်ခုလိုတယ်ဟုတ်တယ်မလားနေဖို့အတွက်စားဖို့အတွက်တည်ငြိမ်တဲ့ငွေကြေးတစ်ခုလိုတယ်အဲ့တော့ဘာလုပ်မလဲဆိုတော့အဲ့ဒီငွေကြေးအတွက်ကတော့ကျွန်တော်တို့ဟာကိုယ်နဲ့အဆင်ပြေတဲ့ကြုံရအလုပ်တစ်ခုတော့ဝင်လုပ်ရမှာပဲပေါ့နော်ဒီကြုံရအလုပ်ဆိုတဲ့ထဲမှာတော့ဒီကျွန်တော်ဆောက်လုပ်ရေးပိုင်းတွေစက်ရုံပိုင်းဆိုင်ရာတွေလည်းရှိတယ်လို့မျိုးကျွန်တော်တို့ဒီ waiter ပိုင်းဆိုင်ရာတွေတော့ဒီ hotel ဘက်တွေအဲ့လိုမျိုးတွေမှာလည်းကျွန်တော်တို့မြန်မာတွေအများကြီးရှိပါတယ်ပေါ့နော်အဲ့တော့ကိုကဒီကိုရှိခဲ့ဘူးတဲ့အတွေ့အကြုံကိုအရင်ပြုပြီးတော့နည်းနည်းလေးပို့ပြီးတော့တတ်တာတဲ့အဲ့လိုမျိုးမှာကိုရွေးချယ်လို့ရနိုင်တယ်ဒါပထမဦးဆုံးတစ်ကနေပြန်စားရမယ်ဆိုတော့ဒီအဆင့်ကဘယ်လိုပြောမလဲကျွန်တော်ရှောင်လွှဲလို့မရဘူးပေါ့နော်ဒါဒီအဆင့်ကလည်းကျွန်တော်စိုးရွားနေတာတော့မဟုတ်ပါဘူးဒါလည်းကျွန်တော်တို့ရဲ့ဒါကောင်းမွန်တဲ့စာချင်းတစ်ခုဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့လိုကြုံဝါအလုပ်တစ်ခုဝင်လုပ်မယ်အဲ့ဒီကြုံဝါအလုပ်တစ်ခုမှာဝင်လုပ်နေရင်းနဲ့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်ကဒီကိုအားတဲ့အချိန်တွေမှာပေါ့နော်ဒုတိယကိုယ့်ရဲ့ income တစ်ခုကိုသွားစီခြင်းနဲ့ဒီမှာကျွန်တော်တို့သိတဲ့အတိုင်းပဲကိုယ့်အရင်းနှီးလေးစုပြီးတော့လမ်းဘေးမှာဆိုင်တစ်ခုထားဖွင့်ဖို့ဆိုတာကအဲ့လောက်ကြီးမလွယ်မနေဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီကလူတွေအကုန်လုံးကိုအဲ့လိုရွှေ့ပြောင်းလာကြတဲ့သူတွေအကုန်လုံး online ပုံတက်စေချင်ပါတယ်နော် online ပုံသွားစီခြင်းနဲ့ဘာလို့ဆိုတော့ online ဟာမြေပြင်တက်ဆာလို့ရှိရင်ပို့ပြီးတော့ risk နေတယ်လို့ပြောရမယ်ပေါ့လေဒီ remote job တွေပေါ့နော်အဲ့လိုပုံစံမျိုးတွေအဲ့တော့ဒီကလူတွေအနေနဲ့ကဲကိုကဒီဘက်မှာဝန်ထမ်းလုပ်နေပြီးအရင်အနည်းလည်းအများကြီးမရှိဘူးကိုယ့်ရဲ့အားလက်ချိန်မှာအရင်အနည်းငွေကြေးမလိုဘဲနဲ့ဝန်ထမ်းတွေ90မလိုဘဲနဲ့လုပ်လို့ရတဲ့တခုဆိုလို့ရှိရင်ဘာရှိတယ်လဲဆိုတော့ကျွန်တော်တို့ဒီ TikTok Shop affiliate ပါနော် TikTok Shop affiliate ဆိုတာကပြောရမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ဘာဆုံးရှုံးစရာမှမရှိဘူးငွေကြေးအပြည့်ဆုံးရှုံးစရာလည်းမရှိဘူးဘာကြောင့်လဲဆိုတော့ကိုက commission စားပုံစံမျိုးပေါ့နော်ကိုဟာတခြားသူရဲ့ပစ္စည်းကိုကြညာပေးတယ်ပြီးရင်အများကြီးလုပ်စရာမလိုပစ္စည်းတွေလည်းဝဲစရာမလိုဘူးပေါ့နော်အစားအပိုင်းမှာပုံမှန်အပြင်ကျွန်တော်တို့ဒီရောက်လာပြီဆိုလို့ရှိရင် TikTok Shop ကနေကဝယ်သုံးပြနေရတာပဲပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်လည်းဒီ TikTok Shop ကနေဝယ်သုံးနေတာပတ်တောင်းနဲ့ချီနေပြီပေါ့လေအဲ့လိုပုံစံမျိုးအဲ့တော့ကိုဝယ်သုံးပြတဲ့ပစ္စည်းတွေကိုပဲကိုဟာပြန်ပြီးတော့ review လုပ်ပေးမလားဒါမှမဟုတ်ရင်ကိုဝယ်မသုံးပြရင်တော့မှကျွန်တော်တို့ဟာ TikTok Shop ကိုလုပ်လို့ရတဲ့အရာတွေရှိပါတယ်TikTok Shop affiliate ဆိုတာကပြောရမယ်ဆိုလို့ရှိရင်ရိုးရှင်းလေးဒီမှာ TikTok ပေါ်မှာဒီနိုင်ငံကဒီထိုင်းလူမျိုးတွေကဖွင့်ထားတဲ့ဆိုင်ငန်းတွေရှိတယ်အဲ့ဒီဆိုင်တွေသူတို့တင်ရောင်းနေတဲ့ပစ္စည်းတွေကိုကိုဟာဗီဒီယိုတစ်ခုဖန်တီးလိုက်မယ်အဲ့ဒီဗီဒီယိုတစ်ခုထဲမှာသူတို့ရဲ့ပစ္စည်းကိုဟာ review လုပ်ပေးမယ်အဲ့ဒီပစ္စည်းရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုပြပေးမယ်ပြီးလို့ရှိရင်အဲ့ဒီပစ္စည်းကိုဝယ်လို့ရမယ် link လေးတစ်ခုကိုကိုယ့်ရဲ့ဗီဒီယိုထဲမှာချပေးလိုက်တယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုကြည့်တဲ့သူဟာအဲ့ဒီ link လေးကိုနှိပ်လိုက်ခြင်းအပြင်သူတို့ဟာအဲ့ပစ္စည်းကိုဝယ်လို့ရမယ်ဝယ်တဲ့အခါမှာကိုတိုင်းကဘာလုပ်စရာလို့မလဲဆိုရင်ဘာမလုပ်စရာမလိုဗီဒီယိုတစ်ခုဖန်တီးမယ်ပြီးရင်အဲ့ဒီ link လေးကိုချပေးလိုက်မယ်ကိုတိုင်းကပစ္စည်းတွေသွားယူပြီးတော့ပို့ပေးစရာလည်းမလိုသလိုကိုတောင်နေပါတယ်အိမ်နေမှာလာပြီးတော့အဲ့ပစ္စည်းတွေတိုးလောင်ထားစရာလည်းဘာမှမလိုကိုလုပ်စရာရှိတာကဗီဒီယိုကောင်းလေးတစ်ခုဖန်တီးမယ်ပြီးရင်အဲ့ဒီ link လေးချပေးမယ်အဲ့ဒါဆိုလို့ရှိရင်ဒါရပြီဒါ TikTok Shop affiliate ကရှုံးနိုင်စရာမရှိဘူးမရောင်းရဘူးလုံးဝမရောင်းရဘူးဆိုလို့ရှိရင်လုံးဝဘယ်လိုပြောမလဲအရှုံး0အမြတ်0ဒီရောင်းရတယ်ဆိုလို့ရှိရင်တော့အမြတ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲကိုယ့်ရဲ့အစိုးဆုံးအခြေအနေဟာအမြတ်မရမှာဝင်ငွေမရမှာပဲရှိတယ်ကိုယ်မှရှုံးသွားမယ့်အရာမျိုးမရှိဘူးပေါ့နော်ကျွန်တော်ကဒီထိုင်းနိုင်ငံရောက်လာကြတဲ့သူတွေအကုန်လုံးအဲ့ TikTok Shop ကိုတက်စေခြင်းနဲ့ဒါတချို့တွေကဒီဈေးရောင်းရတာရှက်စရာကောင်းတယ်လို့ဘာလို့အဲ့လိုမျိုးထင်လိမ့်မယ်ကျွန်တော်တော့မထင်ဘူးပေါ့နော်ဘာလို့လဲကျွန်တော်ကိုယ်တိုင်ကလည်းဒီ digital စီးပွားရေးဘက်ကဆိုတော့ဒါအယောင်ပညာဆိုတာဟာဘယ်လိုပြောမလဲဒီပစ္စည်းလေးတွေအလှပစ္စည်း clip လေးတွေပဲရောင်းတော့ဒီဖက်နက်ကလေးတွေပဲရောင်းဒါကြီးမားတဲ့ပစ္စည်းတွေပဲရောင်းအကုန်လုံးကအယောင်ပညာနဲ့ပတ်သက်တယ်ပေါ့နော်ဒီအချိန်မှာကိုရောင်းနေတဲ့ပစ္စည်းသေးသေးလေးမှာကိုကြုံခဲ့ရတဲ့အယောင်အတွေ့အကြုံတွေဟာပစ္စည်းကြီးတွေရောင်းတဲ့အခါမှာကြုံရမယ်အယောင်အတွေ့အကြုံတွေအတွက်ကိုကအများကြီးကူညီပေးနိုင်တယ်ပေါ့နော်အဲ့တော့တမအာဇီဝနဲ့လှူစားတဲ့ရောင်းချခြင်းမှာဘာမှရှက်စရာမလိုဘူးပေါ့နော်ကျွန်တော်အဲ့ဒီဘက်ကိုတက်စေခြင်းနဲ့နောက်တစ်ခုကတော့ဘာလဲဆိုတော့ဒါဘယ်လိုပြောမလဲဒီကျွန်တော်တို့အခြေအနေရဒါဒီနိုင်ငံကိုပြောင်းလာကြတဲ့အခါမှာမလွယ်ဘူးပေါ့နော်ဒါကိုအတွက်ငွေကြေးအရာရင်းနှီးပြီးတော့
ဟိုသိန်း10နဲ့ချီပြီးတော့ကုန်ကြခံပြီးတော့မရောက်လာကြတဲ့ဟာမျိုးရှိတယ်အဲ့တော့အဲ့လိုမျိုးအခြေအနေမှာဘဝကိုဒီအတိုင်းကြီးမသွားစေချင်ဘူးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒါဟို let's say ဒီကန်တရားလို့ပဲဆိုကြပါတော့ကန်တရားဟာကိုယ့်ကိုပို့ပြီးတော့တိုးတက်စေဖို့အတွက်ကိုယ့် force လုပ်ပေးလိုက်တာနော်ကိုယ့်ကိုပို့ပြီးတော့တိုးတက်စေဖို့အတွက်ပို့ပြီးတော့အမြင်ကျယ်စေဖို့အတွက်လုပ်ပေးလိုက်တာမျိုးပေါ့နော်ဒါဒီအချိန်မှာကိုယ့်ရဲ့နိုင်ငံမှာအခြေအနေကောင်းနေမယ်ဆိုလို့ရှိရင်ဒါဒီလူတွေဟာအေးတတလေးနဲ့ဒါဝန်ထမ်းအလုပ်လေးလုပ်ရတဲ့လာစားလေးနဲ့ဒါဟိုသုံးပြီးတော့ထွက်လျှောက်လေအေးစစ်စစ်နေကြမယ်သူမျိုးတွေဟုတ်တယ်မလားဒါပေမဲ့ဒီအခြေအနေမှာတော့ဒါကန်တရားကကိုယ့်ကိုပို့ပြီးတော့ push လုပ်လိုက်တယ်ပေါ့နော်ပို့ပြီးတော့တိုးတက်စေခြင်းနဲ့ပို့ပြီးတော့အမြင်ကျယ်စေခြင်းနဲ့ပို့ပြီးတော့အောင်မြင်စေခြင်းနဲ့အဲ့လိုပုံစံမျိုးကျွန်တော်တို့အဲ့လိုမျိုးကြောင့်ဟိုဒီနိုင်ငံမှာလာပြီးတော့ဒုံရင်ကနေဒုံရင်နေမယ်အစားတခုခုအပြောင်းလဲဖြစ်စေချင်တယ်ပေါ့လေအဲ့တော့အဲ့ဒီအရာကိုကိုယ်လုတ်ပေးလိုက်တဲ့အဲ့ဒီခက်ခဲတဲ့အပြောင်းလဲတခုကိုယ်ပို့ပေးလိုက်တဲ့ခက်ခဲတဲ့အခြေအနေတခုထဲမှာရေးလိုက်ငားလိုက်မနေဘဲနဲ့အပြောင်းလဲတခုလုပ်စေချင်တယ်ပေါ့နော်အဲ့တော့ဒီ TikTok shop ထဲမှာဆိုလို့ရှိရင်ဟိုကိုဟာရေရှည်ဆွဲလုပ်မယ်ဆိုလို့ရှိရင်တကယ်ဘက်ကိုသိန်းကနန်းနဲ့ချီပြီးတော့ရတဲ့အထိရှိတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာဘက်သိန်းနဲ့ချီပြီးတော့ရနေသူတွေလည်းရှိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒါအခုချိန်မှာတော့ကျွန်တော်ရဲ့ဒီbranding နဲ့ပတ်သက်ပြီးတော့အလုပ်တွေရှုပ်နေတဲ့အတွက်ကြောင့်မလုပ်ဖြစ်သေးတာပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းလာမှာပါအဲ့တော့ဟိုရှက်စရာမရှိဘူးပေါ့နော်အဲ့ဒီအပိုင်းကိုကျွန်တော်သွားစီခြင်းတယ်ဟိုနောက်ပိုင်းဆိုလို့ရှိရင်ဒါဝန်ထမ်းလာစာကိုကာမိတဲ့အထိဖြစ်သွားလိမ့်မယ်အဲ့ဝန်ထမ်းလာစာထက်တာမှာပို့ပြီးတော့များတဲ့အခြေအနေရောက်သွားလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့လိုအခြေအနေရောက်လာပြီဆိုလို့ရှိရင်ကိုကဝန်ထမ်းလုပ်ဆရာလို့တော့ကိုယ့်ရဲ့အိမ်ကနေပဲကိုလုပ်လို့ရပြီပေါ့လေဒါကိုယ့်ရဲ့ living standard ကိုပြန်ပြီးတော့မြင့်တင်လို့ရတဲ့အခြေအနေတစ်ခုဖြစ်တယ်အဲ့ဒါကတော့ဒါ TikTok shop affiliate ပေါ့နော်တကယ်လို့ဟိုဟောပြမယ်ဆိုလို့ရှိရင်ကျွန်တော် TikTok shop affiliate ကိုဘယ်လိုစရမလဲဆိုတဲ့အရာကိုလည်းကျွန်တော်ဗီဒီယိုသက်သက်တစ်ပုဒ်လုပ်ပေးမယ်ပေါ့နော်တကယ်လို့အဲ့ဒါလေးကိုသိချင်တယ်ဆိုလို့ရှိရင်အောက်မှာTikTok shop လို့မှန်ခဲ့ပါပေါ့နော်ကဲနောက်တစ်ခုကတော့ဘာလဲဆိုရင် content monetization လို့ခေါ်တယ် content monetization ဆိုတာကဘာကိုပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟာဒီ online ပေါ်မှာ video တွေတင်ပြီးတော့အဲ့ဒီ view အရာပေါ့နော်ကိုယ့်ရဲ့ video ကိုလူကြည့်တာများလေလေကိုဟာဝင်ငွေရလေလေပေါ့အဲ့ဒီအရာကလည်းဒါလူအများစုအတွက်တော့ဥမာအဖြစ်ဒါနိုင်ငံခြားကဒီcontent creator တွေရတယ်လို့မျိုးဒီ view တွေကနေပြီးတော့ဒေါ်လာ1000နဲ့ချီပြီးတော့ရကြမှာတော့ရလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဘာလောက်ရနိုင်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီကျွန်တော်တို့ထိုင်းနိုင်ငံမှာဆိုအခြေခံအလားစားဆိုပါတော့ဘတ်1000ခွဲဆိုပါတော့အဲ့ဒီဘတ်1000ခွဲလောက်ကိုကာမိအောင်တော့ရနိုင်ပါတယ်နော်ကာမီလာအောင်တော့ရနိုင်ပါတယ်ဒါကျွန်တော်ရဲ့ဒီမိတ်ဆွေတငယ်ချင်းတွေထဲမှာဆိုလို့ရှိရင်လည်းအဲ့ဒီအဲ့လိုမျိုးဒီ content monetization ကနေပြီးတော့ဟိုတလားကိုဒေါ်လာ4-5 တောင်ရနေတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါကတော့ဒါဟိုကိုအဲ့ဒါလည်းခါလဲကိုဝန်ထမ်းတွေငားစရာမလိုအရင်ကြီးလုပ်စရာမလိုကိုမှဖုန်းရှိတယ်မလားဖုန်းရှိတယ်ဆိုလို့ရှိရင်အဓိကပဲကိုက niche တစ်ခုရွေးချယ်ပေါ့နော်လူတွေဟာဘယ်လိုဗီဒီယိုမျိုးတွေကိုအကြည့်များတတ်လဲဘယ်လိုဗီဒီယိုမျိုးတွေဟာလူတွေကိုဆွဲဆောင်မှုရှိစေလဲလူတွေဘာတွေစိတ်ဝင်စားနေလဲဖြောပြရေးလားဒါမှမဟုတ်တစ်ခုခုပေါ့နော်အဲ့ဒီ niche တစ်ခုရွေးပြီးပြီဆိုလို့ရှိရင်ကိုအားတဲ့အချိန်မှာတညကိုဗီဒီယိုတစ်ပုတ်လောက် edit လုပ်အတန်ကောက်ပေါက်အတန်လေးတွင် script ရေးပြီးတော့တင်လို့ရတဲ့ဟာမျိုးပေါ့နော်အဲ့ဒီဟာကလည်းဟိုဒေါ်လာ1000ချီသိန်းချီပြီးတော့ရဖို့ကတော့မဖြစ်နိုင်ဘူးပေါ့ဒါပေမဲ့အဓိကကိုကလိုနေတာဒေါ်လာ1000ချီသိန်းချီလိုနေတာမဟုတ်ဘူးပေါ့လေအနည်းဆုံးတော့ကိုမှာဒေါ်လာ1000ရတယ်ဆိုလို့ရှိရင်တော့အဲ့ဒေါ်လာ1000ဆိုတဲ့ပမာဏဟာကိုရဲ့ဒီမှာဟိုဒီနိုင်ငံလာပြီးတော့ဝန်ထမ်းလုပ်နေတဲ့ဘတ်1000ခွဲဆယ်ပမာဏထက်ကအများကြီးကျော်သွားနိုင်သေးတယ်ဟုတ်တယ်မလားအဲ့လိုပုံစံမျိုးပေါ့အဲ့တော့ကျွန်တော်ကဘာဖြစ်စေချင်လဲဆိုလို့ရှိရင်လောက်ပါကိုရဲ့ဒီဟိုအားတဲ့အချိန်လေးတွေကိုတေချာလေးသုံးဆွဲပါเนาะဒီ TikTok shop လောက်ပါဒါ TikTok shop ဆိုတာပြောမယ်ဆိုလို့ကျွန်တော် e-com ဆိုတဲ့ပို့ပြီးတော့ဟိုကြီးမားတဲ့ business တစ်ခုရှိသေးတယ်ပေါ့เนาะဒါပို့ပြီးတော့ကြီးမားတဲ့နယ်ပယ်တစ်ခုရှိသေးတယ်နောက်ပိုင်းမှာကိုဟာဒီဘာသာစကားအရာလဲကျွမ်းကျင်တယ်ဆိုလို့ရှိရင်အဲ့ဒီ e-com ဘတ်ထဲကျွန်တော်တို့ဝင်လို့လည်းရသေးတယ်ပေါ့เนาะဒီကဘာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာလုပ်လို့မရတဲ့အရာအများစုဒီဘက်မှာကျွန်တော်တို့ကလုပ်လို့ရတယ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်မျက်စိဖွင့်နားဖွင့်နားမယ်ဆိုလုပ်လို့ရတဲ့အရာတွေကအများကြီးပဲပေါ့လေအဲ့တော့အဲ့ဒီဘက်ကိုလည်းဟိုသွားစီခြင်းနဲ့ဒါကိုလုပ်လို့ရတဲ့အသေးဆုံးသောအရာလေးတွေကနေစလုပ်ပါအဲ့ဒီအသေးဆုံးအရာလေးတွေဟာကိုယ့်ရဲ့ဒီဟိုဘယ်လိုပြောမလဲကိုမလုပ်ချင်မယ်နဲ့လုပ်နေရတဲ့ဒီဝန်ထမ်းဘဝကိုကဲတင်ပေးလိုက်မယ်ပေါ့နော်အဲ့ဒီအမှတစ်ဆင့်ပို့ပြီးတော့ကြီးမားတဲ့အရာတွေတွေ့လာပါလိမ့်မယ်အဓိကကိုနည်းနည်းလေးပို့ပြီးတော့တတိရှိလိုက်ဖို့ရယ်နော်ပို့ပြီးတော့တတိရှိဖို့ရယ်ပြီးနောက်တစ်ခုကတော့ကိုယ့်ရဲ့အားလက်ချိန်လေးတဲ့အချိန်အချို့ကိုဖဲ့ပြီးတော့ကောင်းတာတစ်ခုခုလုပ်လိုက်ဖို့ရယ်ပေါ့နော်အဲ့လိုပုံစံမျိုးပါအဲ့တော့ကျွန်တော်လောလောဆယ်အကြံပေးချင်တာ TikTok shop လုပ်ပါပြီးရင်နောက်တစ်ခုကတော့ content monetization ကျွန်တော် TikTok shop ကိုတော့ TikTok shop affiliate ကိုတော့ပို့ပြီးတော့ first priority အနေနဲ့ဦးစားပေးစေချင်တယ်ပထမဦးစားပေးနေတယ်လို့သိချင်တယ်ဒီ content monetization ကိုတော့ဒါဖြည်းဖြည်းချင်းကိုလုပ်သွားလို့ရတယ်ပေါ့နော်အချိန်တစ်ခုတော့ကြာမယ်ပေါ့လေပြီးရင်ကိုယ့်ရဲ့content ဖန်တီးတဲ့ပုံစံ
ကိုယ့်ရဲ့စကားပြောတဲ့ပုံစံကိုယ့်ရဲ့ဒီလူတွေနဲ့ trust building လို့ခေါ်တယ်ယုံကြည်မှုတည်ဆောက်တဲ့ပုံစံမှာမူတည်ပြီးတော့ကိုဟာဝင်ငွေရတာမြင်တာနှေးတာကတော့ဒါကိုယ့်ပေါ်မူတည်တယ်ပေါ့လေအဲ့လိုမျိုးတစ်ခုခုကိုကျွန်တော်လုပ်စေချင်တယ်ပေါ့လေဒါအဲ့ဒါမှပဲပို့ပြီးတော့ဟောဖြစ်ကမှာဒါအစပိုင်းမှာတော့ဒီဆက်စချင်းဒီရောက်လာတဲ့အချိန်မှာဒီ transition ပေါ့နော် transition period ဆိုတာကိုမြန်မာနိုင်ငံမှာ maybe ကောင်းမွန်တဲ့လစာတစ်ခုနဲ့တည်တည်ငြိမ်နေခဲ့တဲ့သူဖြစ်ရင်လည်းဖြစ်လိမ့်မယ်ဒါပေမဲ့ဒီရောက်တဲ့အချိန်မှာကိုမဖြစ်မနေပြောင်းလာတဲ့အချိန်မှာအဘောကအစတစ်ကနေပြန်စားရမယ်အဲ့တစ်ကနေပြန်စားရမယ်အချိန်မှာကြုံရမယ့်အရာတွေအတွက်ကိုလည်းပြင်ဆင်ထားစေခြင်းနဲ့ပြီးတော့အဲ့ဒီအတွက်ကိုလည်းမစိုးရိမ်စေခြင်းဘူးပေါ့နော်ဒါဟာဘဝရဲ့ life phase တစ်ခုဆိုတာဒါအနေမြင့်တက်ကြသွားရှိသမျှပဲအခုချိန်မှာကိုယ့်ရဲ့ဘဝကနှိမ့်ကျသွားတယ်ဆိုလို့ရှိရင်ဒါဟာတစ်သက်လုံးနှိမ့်နေမယ်လို့ဆိုလိုတာမဟုတ်အခုအချိန်မှနှိမ့်နေမယ်လို့ဆိုလိုတာဒါနောက်တစ်ချိန်မှာကိုကဒီထက်ပိုပြီးအများကြီးကောင်းတဲ့ဘဝတွေရသွားနိုင်လိမ့်မယ်ပေါ့နော်ပြီးနောက်တစ်ခုကအခုအချိန်မှာမြန်မာနိုင်ငံမှာကိုကဆက်ရှိနေဦးမယ်ဒါပေမဲ့တစ်ချိန်ချိန်မှာတော့ကျွန်တော်ဒီဘက်ကိုထွက်လာဖို့အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လက်ရှိ run နေတဲ့စီးပွားရေးကို online ပုံမရရအောင်ပြောင်းပါ online ပုံစတာပါ online ပုံရအောင် online ပုံကနေဝင်ငွေတစ်ခုဖန်တီးနေလို့လုပ်ထားပါဒါဆိုလို့ရှိရင်ကိုဟာအဲ့ဒီဝင်ငွေနဲ့ဒီဘက်ကိုပြောင်းလာတဲ့အချိန်မှာတည်ငြိမ်တဲ့ဝင်ငွေတစ်ခုနဲ့ကိုကနောက်ထပ်လမ်းကြောင်းတွေကိုဖန်တီးနေတဲ့အချိန်မှာအဲ့ဒီဝင်ငွေကို backup အနေနဲ့ကိုကသုံးပြီးတော့ကိုလမ်းကြောင်းတွေထပ်ရှာနေလို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးတွေကျွန်တော်အကြံပေးချင်တာဖြစ်ပါတယ်ကျွန်တော်ကတော့ Mr. Su ဖြစ်ပါတယ်ကျွန်တော်အဓိကအဖြစ်ဒီ online စီးပွားရေးတွေကိုအကူအညီပေးနေတဲ့ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုဝင်ငွေဖြစ်ဖန်တီးအောင်ဖန်တီးလို့ရအောင်အကူအညီပေးတဲ့ coach တယောက်ဖြစ်ပါတယ်အဲ့တော့တကယ်လို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသိချင်သေးတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ page တော့မဟုတ်ဒီ TikTok channel လေးကိုlike လုပ်ခဲ့ကြပါအောင်အဲ့တော့ see you then goodbye